ပကံမှာတကိုးထင်ရှားကြော်ကြားတဲ့တန့်ကြည်တောင်ရဲ့တမိုင်းနောက်ခံအားလုံးပဲမင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ရဲ့အကြောင်းအရာလေးကတော့အေယာဝတီမြစ်ကြီးရဲ့အနောက်ဘက်ကမ်းမှာခန်းညားထေဝါစွာရပ်တည်နေတဲ့တန့်ကြည်တောင်ရဲ့တမိုင်းအကြောင်းပဲဖြစ်ပါတယ်တန့်ကြည်တောင်စေတီတော်ကြီးဟာပကံပြည်ရဲ့အထွတ်အမြတ်ထားရာဖျားလေးစုတွေကတဆူဖြစ်ပါတယ်တန့်ကြည်တောင်ကိုဖျားဖူးဖို့ဆိုတာညောင်ဦးပကံဘက်ကနေမြစ်ကိုဖြတ်ပြီးတော့တွားရောက်ရတဲ့အမတ်တရခရီးတစ်ခုလည်းဖြစ်ပါတယ်နော်ဒီတောင်တော်ကြီးဟာပကံခေရဲ့တမိုင်းအမွေနဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးအခြေခံကိုခိုင်မာစေခဲ့တဲ့တမိုင်းဇလန်းကောင်းတွေနဲ့ပြည့်နှက်နေပါတယ်။တီဟိုမှဆွေတော်မြတ်ပင့်ဆောင်ခြင်းတန်းကြည်တောင်စေတီရဲ့တမိုင်းနောက်ခံကိုပြောမယ်ဆိုရင်ပကံပြည့်ရှင်အနော်ရထားမင်းခရစ်နှစ်1044-1089လက်ထက်ကိုမဖြစ်မနေချိတ်ဆက်ရမှာပါ။အနော်ရထားမင်းဟာပကံပြည်ကိုတည်ထောင်သူမြန်မာနိုင်ငံကိုစီးလုံးစေခဲ့သူဖြစ်ထင်ရှားယုံမကဗုဒ္ဓဘာသာကိုလည်းအင်အားကြီးမှစွာထောက်ပံ့ခဲ့သူဖြစ်ပါတယ်။တစ်ချိန်မှာတီဟိုဘရင်ယခုသီရိလင်္ကာကအနော်ရထာမင်းကြီးကိုမြတ်စွာဘုရားရှင်ရဲ့ဆွေတော်မြတ်တစုကိုလက်ဆောင်ဖြစ်ပေးသနာတော်မူခဲ့ပါတယ်။ဒီလိုအဖို့မဖြတ်နိုင်တဲ့ဆွေတော်မြတ်ကိုရရှိတဲ့အခါအနော်ရထာမင်းကြီးဟာဘယ်နေရာမှာထားပနာပြီးတော့ဇေဒီတည်ရမလဲဆိုတာကိုနေရာရွေးချယ်ဖို့စဉ်းစားတော်မူခဲ့ပါတယ်။စင်ပြူတော်ရွေးချယ်တဲ့မြေအနော်ရထာမင်းကြီးဟာဆွေတော်မြတ်ကိုလူအချင်းချင်းဆုံးဖြတ်ခြင်းထက်ဘာသာရေးအရတကူတော်နဲ့ဆုံးဖြတ်စီလိုတဲ့စံထားရှိခဲ့ပါတယ်။ဒါကြောင့်ဆွေတော်မြတ်ကိုတကူအာနုဘော်နဲ့ပြည့်စုံတဲ့စင်ပြူတော်တစည်းရဲ့ကြောကုန်းပေါ်မှာတင်ဆောင်ပြီးလွှတ်ပေးလိုက်ပါတယ်။ဒီစင်ပြူတော်ကိုသမိုင်းမှတ်တမ်းတွေမှာတော့စင်မရင်လို့အမည်ပေးထားတာကိုတွေ့ရပါတယ်။စင်မရင်ဟာမြတ်စွာဘုရားရဲ့ဆွေတော်မြတ်ကိုတင်ဆောင်ပြီးပကံတဝိုင်းမှာလှည့်လည်သွားလာခဲ့ပြီးတဲ့နောက်အေယာဝတီမြစ်ရဲ့အနောက်ဘက်ကအမြင့်ဆုံးတောင်တန်းကြီးတစ်ခုရဲ့အထွတ်အထိပ်မှာဝတ်တွားထိုင်ချလိုက်ပါတယ်။ဒီလိုစင်ပြူတော်ကြီးဝတ်တွားတဲ့နေရာတောင်ပေါ်ထိပ်မှာပဲအနော်ရထာမင်းကြီးကဇေဒီတော်တဆူတီထောင်ကိုးကွယ်ဖို့ဆုံးဖြတ်တော်မူခဲ့ပါတယ်။ဒါကြောင့်တန့်ကြည်တောင်ဇေဒီတော်ကြီးဟာစင်ပြူတော်ရွေးချယ်ပေးခဲ့တဲ့နေရာမှာတည်ရှိတဲ့ဇေဒီဖြစ်တမိုင်းဝင်သွားခဲ့တာပါပဲ။အရက်လေးမျက်နှာဆွေတော်မြတ်တန့်ကြည်တောင်တီထောင်ပြီးတဲ့နောက်မှာအနော်ရထာမင်းဟာမြတ်စွာဘုရားရဲ့ဆွေတော်မြတ်ကိုလေးပိုင်းပိုင်းခြားထားပနာခဲ့ပါတယ်။အဲဒီလေးနေရာကတော့ပကံပြည်ရဲ့ဗဟိုကျမ်းမကိုဖြန့်ကျက်ထားတဲ့နေရာတွေပဲဖြစ်ပါတယ်။ညောင်ဦးကရွှေစည်းကုံမြကန်းနာကလောကနန္ဒာမြေပြင်ကသူ့ရင်တောင်နဲ့အေယာရီမြစ်တစ်ဖက်ကမ်းကဒီတန့်ကြည်တောင်စေတီတို့ပဲဖြစ်ပါတယ်။ဒီဘုရားလေးစုဟာပကံခေတ်ကိုကိုးကွယ်မှုအရာအခြေကျပြန့်အောင်ထောက်ပံ့ပေးခဲ့တာပါ။ဒါကြောင့်တန့်ကြည်တောင်စေတီတော်ကြီးဟာပကံကိုအဆောင်လျှောက်ပေးနေတဲ့စေတီတဆူဖြစ်တယ်လို့စစ်မှန်တဲ့တမိုင်းနောက်ခံတဲ့တကူအာနုဘော်ကြောင့်ဖျားဖူးဧည့်သည်တွေရဲ့ရှင်ထဲမှာအမြဲတမ်းကြည်ညိုပွဲအမွေနဲ့ဖြစ်တည်ရှိနေပါရဲ့လို့ပြောပြပေးကြပါမယ်။ဟုတ်ကဲ့ပါရှင်ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ရှုပြီးတော့လှမ်းမြော်ကြည်ညိုကကုသိုလ်အထူးရကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့တရားဓမ္မ channel လေးကိုလည်း like and subscribe ပြုလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။